တနေ့နေ့မှာကြုံလာမှာပဲတေးခြင်းတရားသည်ရှောင်လွဲလို့မရတယ်လူဘဝဟာမြူမုံလိုပဲတခဏတွင်မှာကွယ်ပြောက်သွားနိုင်တယ်သင်္ခါရအစင်တီသောမမြဲခြင်းတရားတွေလေဒီလောကကြီးမှာခဏနေကြရတယ်အချိန်တန်ရင်တော့အိမ်ပြန်ဖို့လမ်းခွဲရမှာပဲတွေ့ဆုံပြီးရင်ခွဲခွာခြင်းရှိတယ်ဒီကဘာကြီးတယ်ကြံနေသူနဲ့အိမ်တန်သူရှိတယ်လောကကဘာသည်ခဏယာယီတဲနံပဲယုံကြည်သူတိုင်းတနေ့ပြန်လဲဆောင်တွေ့မယ်မျောလင်းထားတဲ့ထာဝရကောင်းကင်ရွှေပြည်မှာပြန်ဆုံးကြမယ်ကျွေးနွမ်းပြောက်ွယ်ချိန်လဲရှိလိမ့်မယ်အလတ်တမျက်နာပြိုရွယ်နေလေသိခြင်းတရားသည်အယောင်စင်မခွဲပါတယ်သင်္ခါရအစင်တီသောမမြဲခြင်းတရားတွေဒီလောကကြီးမှာခဏနေကြရတယ်အချိန်တန်ရင်တော့အိမ်ပြန်ဖို့လမ်းခွဲရမှာပဲတွေ့ဆုံပြီးရင်ခွဲခွာခြင်းရှိတယ်ဒီကဘာကြီးတယ်ကြံနေသူနဲ့အိမ်ပြန်သူရှိတယ်ခဏယာယီတဲနံပဲယုံကြည်သူတိုင်းတနေ့ပြန်လဲဆုံးတွေ့မယ်မျောလင်းထားတဲ့ထာဝရကောင်းကင်ရွှေပြည်မှာပြန်ဆုံးကြမယ်ကြံနေသူနဲ့အိမ်ပြန်သူရှိတယ်လောကကဘာသည်ခဏယာယီတဲနံပဲယုံကြည်သူတွေတနေ့ပြန်လဲဆုံးတွေ့မယ်မျောလင်းထားတဲ့ထာဝရကောင်းကင်ရွှေပြည်မှာပြန်ဆုံးကြမယ်မျောလင်း
ထာဝရကောင်းကင်ရွှေပြည်မှာပြန်ဆုံးကြ